ကန်စုံရွက်ကိုမဲမတော်ပဲစင်းစင်းဆူဆူလေးဖြစ်အောင်ဘလို့ကြော်ရမလဲဆိုတာသိပါသလားဒီနေ့ပြပေးမယ့်နီလန်ကအရန်ရိုးရှင်းပြီးရင်နွေးဖြောစရာလည်းမလိုစီပူထိုးစရာလည်းမလိုပဲဆိုင်မှာစားရတာထက်တောင်ပိုရတာရှိပါတယ်အရင်ဆုံးကန်စုံရွက်ရဲ့အရင်ပိုင်းဒီကိုဖြတ်ပြီးအနေတော်လီးပါပြီးရင်စားလေးဖြူရေထည့်ပြီး10မိနစ်လောက်စိမ်ထားပေးပါပြီးမှရေတန့်နဲ့အကြိမ်ကြိမ်ပြန်စေပါဒီလိုလုပ်ခြင်းကပိုးဥတွေနဲ့အညစ်အကြေးတွေကိုထိရောက်စွာဖယ်ရှားပေးပါတယ်ကျွန်တော်မှနေ့တိုင်းဟင်းချက်နီကောင်းလေးတွေမျှဝေပေးနေလာမို့ follow လေးလုပ်ထားပေးပါအောင်နော်ပန်းကလုံးတွေကိုရေနွေးတစွန်းထည့်ပါစားချက်သားမှုန့်တကြားထည့်ပြီးတမအောင်ငွေပါဒါကတော့ကန်စွန်းရွက်မဲမသွားစီဟိုလျှော့ဝှက်ချက်ပါပဲအိုးထဲမှာစီပူလာရင်ဝက်စီဖလီညံ့ညက်ထည့်ငွေအောင်လိုပါချက်သွန်ပြားဓားပြားရိုက်နဲ့ငေရုတီအနီလေးတွေထည့်ပါဆေးထားတဲ့ကန်စွန်းရွက်တွေထည့်ဆက်ထားတဲ့အည်လေးလောင်းပြီးမီးပြင်းပြင်းနဲ့အမြန်လေးလှန်ပေးလိုက်ရင်ရပါပြီအရန်ရိုးရှင်းရမဟုတ်လားဒီနည်းနဲ့ကြော်တဲ့ကန်စွန်းရွက်ကစိမ့်ဆိုနေရုံတင်မကအရသာကလည်းလက်ဆက်ပြီးခံတွင်းတွေ့စေပါတယ်။အော်ပြောဖို့မေ့တာအသေးလေးပေး follow လုပ်ခဲ့ပေးဖို့မမေ့နဲ့နော်